29 တက်က2010မျိုးသားအောင်ပွဲဆိုတာပါလေမျိုးသားအောင်ပွဲရဖို့ရွေးချယ်စရာခွင့်လန်းတွေကဘာတွေဖြစ်မလဲပြီးတော့ဘယ်လိုဆက်ပြီးတော့လှုပ်ဆောင်ကြမလဲဘာကြောင့်မျိုးသားလူမျိုးရေးလှုပ်ရှားမှုလမ်းကြောင်းကိုရွေးချယ်ပြီးတော့လှုပ်ဆောင်ရတာလဲမျိုးသားအောင်ပွဲဆိုတာမျိုးသားတို့တရက်လုံးကတူညီတဲ့ယုံကြည်ချက်တွေရည်ရွယ်ချက်တွေအောင်မြင်တဲ့အထိတညီတညာတဲ့စုပေါင်းကြိုးပမ်းပြီးတော့မှတိုင်းပြည်အတွက်အကောင်းဆုံးအမွန်မြတ်ဆုံးရရှိတဲ့ဆုလက်လို့ယူဆတယ်။ဒီအားဖြင့်ပြောရနာဘဆရာနာရှင်စနစ်အောက်ကလွမြောက်ဖို့နဲ့တိုင်းသားပြည်သူအားလုံးကိုလုံခြုံရေးအာမခံချက်အပြည့်အဝပေးနိုင်မဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့စုစည်းညီညွတ်တဲ့ပြည်တော်စုကိုတပြိုင်တည်းတည်ဆောက်နိုင်မှုဖြစ်တယ်။ရွေးချယ်စရာလမ်းကြောင်းကနာဘဆရာနာရှင်စနစ်ကိုတွန်းလှန်ဖယ်ရှားဖို့အခုပဲကြံပါတော့တယ်။များပြည်သူအားလုံးသိထားပြီးဖြစ်တဲ့အတိုင်းမတ်လ10ရက်တက္ကရာ2010နေ့ကပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေနိုင်ငံရေးပါတီများမပုံတင်ခြင်းဥပဒေတွေကိုနာဘဆရာနာရှင်တွေကတိုင်းပြည်ကိုထာဝရစစ်ကြုံပြုဖို့ပြဋ္ဌာန်းခဲ့ပြီးပါပြီ။ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကံကြမ္မာဟာဘုရုတန်းရွှေနဲ့အပေါင်းပါစစ်ဖို့တစုရဲ့တင်းသိမ့်နှုံချတဲ့ဘောထားအတိုင်းလုံးဝမဖြစ်စေရဘူး။တိုင်းသားပြည်သူအားလုံးရဲ့ပူးပေါင်းပါဝင်မှုကိုအခြေခံတဲ့မျိုးသားလူမျိုးရေးလှုပ်ရှားမှုကြီးနဲ့ပြည်သူအားလုံးအတွက်ထာဝရစစ်ကြုံပြုရေးလမ်းစဉ်ကိုကာကွယ်တားဆီးရမယ်။နာဘာစေချိုရန်တရားကိုလည်းမျိုးသားလူမျိုးရေးလှုပ်ရှားမှုလမ်းကြောင်းပေါ်မှာအတူတကွတွန်းလှန်ဖြစ်တယ်။နာဘာဆရာနာရှင်စနစ်ကြီးတစ်ခုလုံးကိုအပြီးပိုင်တွန်းလှန်ဖယ်ရှားဖို့ရည်ရွယ်ပြီးတော့လှုပ်ဆောင်ကြတာဖြစ်တယ်။မျိုးသားလူမျိုးရေးလှုပ်ရှားမှုကြီးကိုအောင်မြင်စွာအကောင့်ထဲပေါ်နိုင်ရေးအတွက်လှုပ်ဆောင်ထားတဲ့အကြောင်းအရာတွေလှုပ်ဆောင်သွားမဲ့အကြောင်းအရာတွေကိုထည့်သွင်းပြီးတော့တင်ပြရမယ်ဆိုရင်တနိုင်ငံလုံးအတိုင်းအတာနဲ့နာဖစန့်ကျင်ဖွဲ့စည်းတွေသမဂတွေအစည်းအရုံးတွေအမြန်ဆုံးပေါ်ထွက်လာရေးဖြစ်တယ်။နှစ်တိုင်းသားပြည်သူအားလုံးကနာဖဆရာနာရှင်စနစ်ကိုမိမိတို့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့တွန်းလှန်ဖယ်ရှားနိုင်တယ်ဆိုတာကိုခိုင်မာယုံကြည်လာရေးဖြစ်တယ်။မျိုးသားရေးအောင်စိတ်တွေရှင်းသန်ခိုင်မာရေးဖြစ်တယ်။သုံးတိုက်ပွဲဝင်နိုင်ငံရေးဥဆောင်ဖွဲ့စနစ်တကျထွက်ပေါ်လာရေးဖြစ်ပြီးလှုပ်ရှားမှုကြီးကိုဒီကုန်းချုပ်ဆင့်ကိုကြောက်အောင်ဥဆောင်သွားနိုင်ရေးဖြစ်တယ်။ဒီစစ်တပ်တွေမှာရှိတဲ့ရာရှိရာခံစက်တပ်သားတွေသာမကဝန်ထမ်းအမှုထမ်းတွေနဲ့ဒီခိုင်ဖြိုးအဖွဲ့ဝင်တွေပါမကြမ်းသူတို့ကလှုပ်ရှားမှုလမ်းကြောင်းပေါ်မှာပူးပေါင်းနိုင်ရေးဖြစ်တယ်။ဟာရုပ်ပြပျောက်ကြားဒိတ်တိုက်ပွဲတွေကနေအစနိုင်ငံလုံးအတိုင်းအတာနဲ့စီယုံလှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်ပြီးနာဖာတို့လှုပ်ချင်နေတဲ့ထာဝရစစ်ကြုံပြုရေးရွေးကောက်ပွဲကိုအကောင့်ထဲမပေါ်နိုင်ခင်မှာဆုံးဖြတ်ပေးတဲ့တိုက်ပွဲကိုနိုင်တိုက်ရေးဖြစ်တယ်။6ပြည်သူလူထုကိုအမှန်တကယ်ကိုစားပြုမဲ့ကြားပြအစိုးရထွက်ပေါ်လာရေးဖြစ်တယ်။9တိုင်းသားပြည်သူအားလုံးအတူတကွတွင်ကူးပြောင်းရေးကာလကိုအောင်မြင်စွာကျော်ဖြတ်နိုင်ရေးဖြစ်တယ်။ဒီလိုလှုပ်ဆောင်နိုင်ဖို့မျိုးသားလူမျိုးလှုပ်ရှားမှုကြီးတွင်မှာလူတူချင်းစီပြည်သူတူတယောက်ချင်းစီကနေပြီးတော့ဘာတွေလှုပ်ဆောင်မှုလိုမလဲဘာတွေပြင်ဆင်ထားဖို့လိုမလဲအခုရောက်နေတဲ့နေရာကဘယ်အခြေအနေမှာရှိလဲအဲဒီကနေဒီမိုကရေစီအောင်ပွဲတိမျိုးသားအောင်ပွဲတိရောက်အောင်ဘယ်လိုဆက်ပြီးတော့အတူတကွချီတက်သွားကြမလဲဆိုတာတွေကိုဆက်ပြီးတော့တင်ပြပါမယ်တိုင်းသားပြည်သူတူတယောက်ချင်းစီကနေပြီးလှုပ်ရှားမှုကြီးရဲ့ရေးကြီးတဲ့နေရာကနေပါဝင်ဆင်နွှဲဖို့ပါဝင်ဥဆောင်ဖို့ပထမဆုံးလုပ်ရမယ့်အလုပ်ကနာဖဆရာနာရှင်စနစ်အောက်ကလူမျိုးရမယ်ဆိုတဲ့အမျိုးသားရေးဘုံရည်မှန်းချက်ကိုလူတိုင်းရဲ့စိတ်ထဲမှာအတွေးထဲမှာဘဝထဲမှာခိုင်မာတည်ဆောက်ထားနိုင်ရဖြစ်တယ်။ဒီတော့အမျိုးသားရေးဘုံရည်မှန်းချက်ကိုဘယ်လိုတည်ဆောက်ကြမလဲ။ဒီအကြောင်းအရာတွေနဲ့ဆက်လျင်ပြီးတော့ Dr. Brian Tracy ရဲ့ The Psychology of Achievement တွေက goal setting process ကိုမြင်ဉာဏ်ပို့ကပြီးတော့တင်ပြပါမယ်။နံပါတ်1နာဖဆရာနာရှင်စနစ်အောက်မှာတနေ့တရက်တနာရီ10မိနစ်တောင်မနေတော့ဘူးဆိုတော့ပြင်းပြတဲ့ဆန္ဒဟာလူတိုင်းရဲ့သိစိတ်ထဲမှာခိုင်မာတည်ဆောက်ထားရဖြစ်တယ်။နာဖဆရာနာရှင်စနစ်အောက်ကလုံးဝလွမြောက်ရေးဆိုတဲ့ဆန္ဒဟာဘယ်အရာနဲ့မှစားထိုးရတဲ့အရာမဟုတ်ဘူးဆိုတာပါပဲ။နံပါတ်2တိုင်းသားပြည်သူအားလုံးတို့နေတဲ့နာဖဆရာနာရှင်စနစ်အောက်ကမိမိတို့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့
လူမြောက်အောင်လုပ်နိုင်တယ်ဆိုတာကိုအတိုင်းတစ်ပြည်လုံးခိုင်မာယုံကြည်လာရေးဖြစ်တယ်။ထိုက်တန်တဲ့ယင်းဤပေးဆက်မှုတွေလုံလောက်တဲ့ဂျိုးပန်းဆောင်ရွက်ခြင်းတွေရဲ့တစ်ဖက်ကမ်းမှာမျိုးသားအောင်ပွဲဟာစောင့်ကြနေတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တိုင်းသားတွေမှာကျွန်တော်တို့တိုင်းသားပြည်သူတွေမှာနာဖစစ်ဆိုရကိုအမှန်တကယ်တွန်းလှန်ပယ်ရှားနိုင်တဲ့စွမ်းအားတွေပြေဝရှိရဆိုတာကိုကျွန်တော်ကတော့အသေးချာယုံကြည်ထားတယ်။ဒီမျိုးသားလုံးအနေနဲ့လူတို့တယောက်ချင်းစီကနေပြီးအသေးချာယုံကြည်နိုင်စေဖို့အလေးနဲ့ရည်ရွယ်တယ်။နံပါတ်3တိုင်းသားပြည်သူအားလုံးအနေနဲ့မျိုးသားလူမျိုးလှူရှားမှုကြီးစနစ်ကျအောင်မြင်ရမယ်။စစ်ဗနအောက်ကလူမျိုးရမယ်။ရန်သူညီများမှုနဲ့မျိုးသားပြန်လည်တည်မြဲရေးဒီညို့ရေးပေါ်မှာခြေခံတဲ့ခင်မီတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးအသေးချာဖြစ်လာစေရမယ်ဆိုတာကိုအိမ်တိုင်းမှာစာရွက်ပေါ်မှာရေးထားဖို့ကျွန်တော်လေးနဲ့တိုက်တွန်းအပ်ပါတယ်။အဲဒီလိုမျိုးသားဘုံကြီးမှန်းချက်ကိုစာရွက်ပေါ်မှာရေးပြီးအိမ်တိုင်းရဲ့ကြည်မှန်တဲ့ရှေ့မှာကတ်ထားနိုင်ပြီဆိုရင်မျိုးသားအောင်ပွဲတာကျွန်တော်တို့ရဲ့လက်ကန်အလုပ်ကိုရောက်လာမှာဖြစ်တယ်။နံပါတ်4ဒီမိုကရေစီအောင်ပွဲရပြီးတဲ့အခါမျိုးသားအောင်ပွဲရပြီးတဲ့အခါဒီကနေ့ရင်ဆိုင်နေရတဲ့ဒုက္ခတွေကနေလွတ်မြောက်ဖို့ဖြစ်လာမယ်ဆိုတာကိုတိုင်းသားပြည်သူအားလုံးကနေပြီးအသေးချာမှတ်ကြောက်တင်ထားရည်ဖြစ်တယ်။မတရားဖိနှိပ်မှုတွေလုံးဝစိတ်သုံးပြောက်ွယ်သွားမယ်ဆိုတာကိုလည်းအသေးချာမှတ်ချက်ချထားနိုင်ရည်ဖြစ်တယ်။ဒေတာတဲ့အချက်ကကြောင်းနေရတဲ့ဘဝတွေကနေလွန်မြောက်ပြီးတပည့်တို့ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းရှိတော့တူညီတဲ့ခွင့်ရတွေပေါ်မှာစွမ်းကိုစူးစမ်းလို့ရပါတယ်။အမှန်ကဒီကနေ့ကျွန်တော်တို့အားလုံးရောက်နေတဲ့အခြေအနေတွေကိုမှန်မှန်ကန်ကန်သုံးသပ်ပြီးမျိုးသားအောင်ပွဲစီကိုရောက်အောင်ချစ်တဲ့လမ်းလာရေးဖြစ်တယ်။အခုချိန်ဟာဆိုရင်မျိုးသားညီညွတ်ရေးကိုပြန်လဲရရှိနေတဲ့ကာလဖြစ်တယ်။နာဖဆရာနာရှင်တွေကတိုင်းပြည်ကိုတရားဝင်စစ်ကြုံပြုနိုင်ဖို့မတရားတဲ့ဥပဒေတွေကိုမျိုးသားရေးတာဝန်ခုအနေနဲ့အတူတကွဆန့်ကျင်တိုက်ပွဲဝင်တာဖို့လူတိုင်းရဲ့စိတ်ထဲမှာအတွေးထဲမှာညီညွတ်နေကြပြီဖြစ်တယ်။တိုင်းသားပြည်သူအားလုံးကမတရားတဲ့စစ်ဥပဒေတွေကိုတညီတညွတ်တဲ့ဆန့်ကျင်ကြမယ်ဆိုတဲ့ကျွန်တော်တို့ရဲ့ညီညွတ်ရေးကြိုးခွင်းဟာဘုရားတန်းရွှေရဲ့လေဘင်းမှာသေချာစွန့်မိနေပြီဖြစ်တယ်။တိုင်းသားပြည်သူအားလုံးအနေနဲ့နောက်ထပ်တလက်မှဆုတ်ပေးစရာအကြောင်းမရှိဘူး။နိုင်ငံရေးဥဆောင်ဖွဲ့တွေအနေနဲ့လည်းနောက်ထပ်တလက်မှဆုတ်ပေးစရာအကြောင်းမရှိဘူး။ဒါတွေကဒီကနေ့ရောက်ရှိနေတဲ့အခြေအနေအမှန်တိုင်းပဲဖြစ်တယ်။နံပါတ်6